ဇလန်ကခရစ်နှစ်928ခုနှစ်တရုတ်ပြည်ရဲ့အင်အားအကြီးဆုံးထံမင်းဆက်ခေတ်မှာစတာပါနန်းတော်ထဲမှာမိဖုရားကောင်ကြီးအင်ပါယာဖုန်နစ်ကခရီးကပြန်လာမယ့်ဧကရစ်မင်းကြီးကိုကြိုဆိုဖို့ရိုးရာဝတ်စုံနဲ့လက်ဝတ်ရတနာတွေကိုအလွှာလိုက်အထက်ထပ်ပြင်ဆင်ဝတ်ဆင်နေပါတယ်မင်းကြီးမရောက်ခင်အချိန်လေးမှာမိဖုရားကြီးဟာအိရှိမင်းသားဝန်ရဲ့အဆောင်စီကိုသွားခဲ့ပါတယ်တကယ်တော့မင်းသားဝန်ကမင်းကြီးရဲ့ပထမဇနီးကမွေးတဲ့သားကြီးဖြစ်ပြီးတော့မိဖုရားကြီးနဲ့ကမိတွေးနဲ့သားအမိတော်ဆက်တာပါဒါပေမဲ့ဧကရစ်မင်းကြီးကွယ်ရမှာတော့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကအရှက်တရားတွေကိုကြော်လွန်ပြီးတော့တိတ်တိတ်ပုံစံလန်းဖြစ်နေခဲ့ကြတာနှစ်ပေါင်းများစွာရှိနေပါပြီဒါပေမဲ့ဒီတစ်ခါတွေ့တဲ့အချိန်မှာတော့မင်းသားဝန်ကထူးထူးခြားခြားအေးဆက်ပြီးစိန်ကားနေတာမို့လို့မိဖုရားကြီးကလည်းစိတ်ပြက်လက်ပြက်နဲ့ပြန်ထွက်လာခဲ့ရပါတယ်အဲဒီနောက်မှာတော့နန်းတွင်းအစီကံတွေကမိဖုရားကြီးရဲ့ယောဂအတွက်ဆိုပြီးတော့နေတိုင်းတောက်ရမယ့်စီးရီကိုယူလာပေးပါတယ်။တစ်ဖက်မှာလည်းမင်းသားဝန်နဲ့သူ့ရဲ့ညီအငယ်ဆုံးမင်းသားယူတို့ဟာခမဲတော်ဧကရစ်ဘင်းကိုကြိုဆိုဖို့ခမ်းနားထဲဝါတဲ့ပွဲကြီးကိုအစဉ်သင့်ပြင်ဆင်ထားကြပါတယ်။ဒါပေမဲ့မမျှော်လင့်ထားပဲနဲ့မင်းကြီးရဲ့ခရီးစဉ်ကနောက်ကျမယ်ဆိုတဲ့သတင်းရောက်လာခဲ့ပါတယ်။မင်းကြီးနောက်ကျနေတာကအကြောင်းရှိပါတယ်။သူကနေဆက်မှာ3နှစ်ကြာစစ်မှုထမ်းနေတဲ့မိဖုရားကြီးရဲ့တာအရင်မင်းသားချိုင်းစီကိုသွားလည်နေလို့ပါ။မင်းကြီးကဂျိုင်းကိုတွေ့ချင်းဓာချင်းရှင်ခုတ်ပြီးတော့စမ်းသက်ကအသာလေးနိုင်ယူလိုက်ပါတယ်။ပြီးတော့ဂျိုင်းကိုနန်းတော်ရဲပြန်ခေါ်လာပြီးတော့တော်ဝင်အခွင့်အရေးတွေပြန်ပေးဖို့ခေါ်လာခဲ့ပါတယ်။နန်းတော်ကိုရောက်တော့မိဖုရားကြီးကသူ့ရဲ့တူဦးဒီတော်သားရင်လေးချိုင်းကိုဝမ်းသာအားရပြေးဖတ်တော်တာပါပဲ။ဂျိုင်းကသူ့အမေရဲ့ယောဂအခြေအနေပိုဆိုးလာတာကိုသတိထားမိလို့စိုးရိမ်တကြီးမေးမြန်းပေမဲ့မင်းသားဝန်ကတော့ခမဲတော်ရဲ့စကားအတိုင်းဒါကသူရနဲ့ယောဂမို့လို့စေးမှန်မှန်တောင်းရင်ပျောက်မှာပါပဲလို့ကာကွယ်ပြောနေခဲ့ပါတယ်။ဒါပေမဲ့အမှန်တရားကတော့နှက်မှောင်လုံးပါတယ်။ဧကရစ်မင်းကြီးဟာနန်းတွင်းသမားတော်ကြီးကျန်းကိုလှိုးဝက်အမိန့်ပေးပြီးတော့မိဖုရားကြီးတောက်တဲ့စီးထဲမှာပါရှားပြေကလာတဲ့ရှားပါမှုနဲ့အစိတ်တွေကိုတိတ်တိတ်လေးခတ်ခိုင်းတာပါ။ဒီအစိတ်ကချက်ချင်းမသေးဘဲနဲ့လူကိုတဖြည်းဖြည်းဝေဒနာခံစားရပြီးတော့ယူသွပျက်စီးသွားအောင်လုပ်တာဖြစ်လို့မင်းကြီးဟာမိဖုရားကိုခုပေးနေတာမဟုတ်ဘဲနဲ့နှိပ်စက်ပြီးတတ်နေတာဖြစ်ပါတယ်ဒီကြားထဲမှာမင်းသားဝန်ကမိဖုရားကြီးကိုပြစ်ပယ်ပြီးတော့တမားတော်ကြီးချမ်းရဲ့သမီးနန်းတွင်းအစီကံမလေးချမ်းချမ်းနဲ့ခိုးချောင်ခိုးဝက်တွဲနေခဲ့တာပါဒါကိုမိဖုရားကြီးကလက်ပိုးလက်ချက်မိသွားပေမဲ့ပွဲတော်နီးနေတာမို့ပြဿနာမရှာဘဲနဲ့လှုပ်ပေးလိုက်ရပါတယ်မိဖုရားကြီးခမလင်းယောက်ျားကလည်းအစိတ်ခတ်အာကိုရတဲ့တိတ်တိတ်ပုံချစ်သူကလည်းတစ္ဆာဖောက်သွားတာမို့လို့ရင်ခွဲမတက်အထီးကျန်ဝေဒနာကိုခါခါတီးတီးခံစားနေရရှာပါတယ်မကြခင်မှာပဲမိဖုရားကြီးစီကိုတရှုအမျိုးသမီးတယောက်ရောက်လာပြီးတော့မင်းကြီးကဆေးထဲမှာအစိတ်ခတ်ထားတဲ့တက်တွေကိုလာပြပါတယ်မိဖုရားကြီးကလည်းအမှန်တရားကိုသိသွားပြီးတဲ့နောက်မှာငြိမ်ခံမနေတော့ပဲပြန်တော်လန်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူဟာတားဖြစ်သူမင်းသားတိုင်းကိုတီးတန်းခေါ်ပြီးတော့မင်းကြီးကသူ့ကိုအစိတ်ခတ်တတ်နေတဲ့အကြောင်းဖွင့်ပြောကရွှေရောင်စစ်တပ်ကိုဥဆောင်ပြီးတော့အာဏာသိမ်းပေးဖို့တောင်းဆိုလိုက်ပါတယ်ဂျိုင်းလည်းမိခင်ဖြစ်သူအတွက်အသက်ပေးပြီးတော့ပုံကံဖို့စိတ်ဆုံးဖြတ်လိုက်ပါတယ်တစ်ဖက်မှာလည်းမထင်မှတ်ထားတဲ့အလှည့်အပြောင်းတစ်ခုပေါ်လာပါတယ်အဲ့ဒီအမျိုးသမီးတရှိုးကိုမင်းသားဝန်ကဖမ်းမိပြီးတော့မင်းကြီးရှိကိုခေါ်လာတဲ့အခါမှာတော့အဲ့ဒီအမျိုးသမီးဟာတေးပြီးလို့အားလုံးထင်နေကြတဲ့မင်းကြီးရဲ့ပထမဇနီးဂျူလီဖြစ်နေတာကိုမင်းကြီးသိလိုက်ရပါတယ်ဂျူလီဟာမင်းသားဝန်နဲ့အငယ်ဆုံးမင်းသားတို့ရဲ့အမေအရင်ပေါ့အတိတ်တုန်းကမင်းကြီးဟာအာနာမက်လို့မင်းသမီးအခုမိဖုရားကြီးကိုကောက်ယူဖို့အတွက်ပထမဇနီးဂျူလီကိုတည်သွားရောင်ဟန်ဆောင်ပြီးတော့စွန့်ပစ်ခဲ့တာပါပို့ပြီးတော့ထိတ်လန့်ဖို့ကောင်းတာကတော့ဂျူလီဟာစွန့်ပစ်ခံရပြီးတဲ့နောက်မှာတမားတော်ကြီးကျန်နဲ့အိမ်အောင်ပြုတ်ခဲ့ပြီးတော့သမီးဖြစ်သူချမ်းချမ်းကိုမွေးဖွားခဲ့တာဖြစ်ပါတယ်ဒါကြောင့်မင်းသားဝန်နဲ့ချမ်းချမ်းဟာအမေတူအဖေကွဲမောင်နှမအရင်နေဖြစ်နေတာပါပဲဒါကိုမသိတဲ့မောင်နှမနှစ်ယောက်ကချစ်သူတွေဖြစ်နေခဲ့ကြတာမို့လို့ကံကြမ္မာကတကယ်ကိုရက်ဆက်လွန်ပါတယ်မင်းကြီးကအတိတ်ကအပြစ်တွေကြောင့်တမားတော်ကျန်ကိုမြို့ဝန်ရာထူးတိုးပေးပြီးတော့ဂျူလီတို့မိသားစုကိုနန်းတော်ပြင်ပကိုဆေလွတ်လိုက်ပါတယ်ဒါပေမဲ့မင်းကြီးကွယ်ရမှာတော့သူ့ရဲ့အတိတ်လှုပ်ဝက်ချက်ကိုသိနေတဲ့ဂျူလီတို့မိသားစု3ယောက်စလုံးကိုတပ်ဖြစ်ဖို့အတွက်အရေးစစ်တီတွေကိုလွတ်လိုက်ပါတယ်ပွဲတော်ညမှာတော့မင်းသားဝန်ကချမ်းချမ်းကိုလွမ်းလို့အတိတ်တိတ်လေးသွားတွေ့ရင်းနဲ့မိဖုရားကြီးရဲ့ကန္နမာပန်းအင်ကြီး1000ရဲ့ပုံကံမှုအစီအစဉ်ကိုရိပ်မိသွားပြီးတော့နန်းတော်ကိုအပြေးလွှားပြန်ကမိဖုရားကြီးကိုတားပါသေးတယ်။ဒါပေမဲ့မိဖုရားကြီးရဲ့နာကြီးမှုကပြန်လှည့်လို့မရတော့ပါဘူး။အဲ့ဒီအချိန်မှာပဲမင်းကြီးရဲ့အရေးစစ်တီတွေကဂျူလီရဲ့အိမ်ကိုဝင်စီးပြီးတော့တမားတော်ကြီးကျန်ကိုတတ်လိုက်ပါတယ်။
ဂျူလီနဲ့ချန်ချန်ကတော့နန်းတော်တွေကိုပြေးဝင်လာပြီးတော့မင်းကြီးနဲ့မိသားစုစုံညီပွဲမှာတရားမျှတမှုကိုတောင်းဆိုကြပါတယ်။အဲ့ဒီအချိန်မှာပဲမိဖုရားကြီးကဂျူလီဟာဝမ်ရဲ့အမေအရင်ဖြစ်ကြောင်းဖွင့်ချလိုက်တဲ့အခါမှာတော့ဝမ်နဲ့ချန်ချန်တို့ဟာမိမိတို့ကမောင်နှမအရင်တွေဖြစ်နေမှန်းသိသွားပြီးတော့ယူမတက်ခံစားလိုက်ရပါတယ်။ချမ်းချမ်းကကြောက်လန့်တကြားနဲ့နန်းတော်အပြင်ကိုပြေးထွက်သွားရင်းနဲ့အရေးစစ်တီတွေရဲ့တပ်ဖြတ်ခြင်းကိုခံလိုက်ရတယ်လို့အမေဖြစ်သူဂျူလီကလည်းရဲရဲဆက်ဆက်အသက်ခံလိုက်ရပါတယ်။ဆက်ရှင်ရဒီမှာတွေမပြီးသေးပါဘူး။အမြဲတမ်းအနှိမ်ခံနေရတဲ့အငယ်ဆုံးမင်းသားယူကလည်းအခွင့်ကောင်းယူပြီးတော့သူ့အကိုဝမ်ကိုနောက်ကနေဓာတ်နဲ့ထိုးတက်ကအဖေဖြစ်သူစီကနေအာနာလူဖို့ကြိုးစားပါတယ်။ဒါပေမဲ့ဧကရစ်မင်းကြီးရဲ့အစွမ်းကိုရှော့တက်ခွဲတဲ့အတွက်သူ့ရဲ့စစ်သားတွေအကုန်အသက်ခံရပြီးတော့အငယ်ဆုံးမင်းသားကိုယ်တိုင်လည်းဖခင်ဖြစ်သူရဲ့ကပတ်နဲ့ရဲရဲဆက်ဆက်ရိုက်သက်ခြင်းကိုခံလိုက်ရပါတယ်။မင်းကြီးရဲ့သားအရင်းနှစ်ယောက်စလုံးမျက်စိရှိမှတင်သေဆုံးသွားခဲ့ပါပြီ။တစ်ချိန်တည်းမှာပဲမင်းသားချိုင်းဥဆောင်တဲ့ရွှေရောင်စစ်တပ်တထောင်ဟာကန္နမာပန်းကင်းကြီးတွေကိုနင်းချပြီးတော့နန်းတော်တွေကိုအင်တိုက်အားတိုက်စီးနင်းဝင်ရောက်လာပါတယ်။ဒါပေမဲ့မင်းကြီးကကြိုတင်ပြင်ဆင်ထားတဲ့အတွက်အရေးအတွက်အစမတန်များပြားလာတဲ့ငွေရောင်စစ်တပ်ကြီးနဲ့ပိတ်ဆို့ပြီးတော့မြားမိုးတွေရွာချကချေမိုးမာတော့တယ်။အပြင်းအထန်တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ရွှေရောင်စစ်သားတွေအကုန်လုံးသွေးရိုင်ထဲမှာလဲကျသိဆုံးပြီးတော့မင်းသားကျိုင်းတယောက်ပဲအဖမ်းခံလိုက်ရပါတယ်။တိုက်ပွဲအပြီးမှာတော့နန်းတွင်းအစီခံတွေဟာသွေးကွက်တွေကိုအမြန်ဆေးကြောပြီးတော့ပျက်စီးသွားတဲ့ကန္နမာပန်းတွေကိုအသစ်တွေနဲ့ချက်ချင်းအစားထိုးလိုက်ကြပါတယ်။ဘာမှမဖြစ်ခဲ့သလိုမျိုးပဲပေါ့။ညာနှောင်းပိုင်းမီရှူမီပန်းတွေဖောက်တဲ့အချိန်မှာတော့မင်းကြီးမိဖုရားကြီးနဲ့ဖမ်းဆီးထားတဲ့မင်းသားကျိုင်းတို့၃ယောက်ထဲထမင်းဆက်ပွဲမှာပြန်ဆောင်ကြပါတယ်။မင်းကြီးကကျိုင်းကိုအသက်ရှင်ခွင့်ပေးပေမဲ့ရက်ဆက်တဲ့ဂတိတစ်ခုတောင်းပါတယ်။အဲ့ဒါကတော့ကျိုင်းကသူ့အမေအရင်မိဖုရားကြီးကိုနေတိုင်းအစိတ်ဆေးရည်ကိုယ်တိုင်တိုက်ရမယ်ဆိုတာပါပဲမိခင်ဖြစ်သူကိုကိုယ်တိုင်အစိတ်ခက်ရမယ်တေတာထက်ဆိုတဲ့ကံကြမ္မာကိုမရွေးချယ်ခြင်းတဲ့အတွက်မင်းသားကျိုင်းဟာအမေဖြစ်သူရဲ့ရှေ့မှာတင်ပဲဒါနဲ့ကိုအဆုံးစီရင်သွားခဲ့ပါတယ်မိဖုရားကြီးကလည်းရင်ခွဲမတက်အော်ဟင်ကိုကြွေးရင်းနဲ့ဆေးကွက်ကိုပြစ်ပေါက်လိုက်တဲ့အခါဆေးရည်တွေကခန္ဓာမှာပန်းပုံထွင်ထားတဲ့စပွဲပေါ်မှာအစိမ့်ငွေတွေပြန်ပြီးတော့လောင်ကျွမ်းသွားပါတယ်နောက်ဆုံးမှာတော့ဒီခန်းနာထေဝါပြီးရွှေငွေရတနာတွေပြည့်နှက်နေတဲ့နန်းတော်ကြီးထဲမှာထီးနှက်ဆက်ခံမဲ့သားသမီးတယောက်မှမရှိတော့ပဲဧကရစ်မင်းကြီးနဲ့မိဖုရားကြီးနှစ်ယောက်တည်းပဲအထီးကျန်စွာကြံရစ်ခဲ့ပါတော့တယ် Thanks for watching CapCap by Lina. If you enjoyed the video, please like and comment below. And don't forget to subscribe and hit the bell icon for more updates.